ကောက်ကင်နဲ့မြေကြီးကိုဖန်ဆင်း၍အနန္တစัจ java အရှိတခေထာဝရဘုရားအနန္တတကုနှင့်ပြည့်စုံသောထာဝရဘုရားလူသားတိုင်းယခုအချိန်မှာကဘာနှစ်ချီနိုင်ငံလိုက်စစ်ဘေးရေဘေးငလေဘေးတွေယောဂဘေးတွေနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်ကိုရောဒီစုတောက်ကြီးကိုကြားရတဲ့သူတိုင်းမှာငြိတက်ခြင်းနဲ့ငြိဝတ်ခြင်းနဲ့ကျမ်းမာခြင်းစေလုပ်ပေးပါဤလောကခဏတာမတည်မြဲသောနေရာစစ်စစ်ကြွားချမ်းသာခြင်းကိုမျှော်လင့်အားကိုးတာမဟုတ်ထာဝရဘုရား၌ခေါ်လို့ခြင်းအသက်တာ၌လူသားတိုင်းလူမျိုးတိုင်းနိုင်ငံတိုင်းရရှိပါမြတ်ကြောင်းယေရှုနာမနဲ့ကောင်းချီးပေးဆုတောင်းပေးပါတယ်ဒုက္ခပြဿနာအမျိုးမျိုးကြုံရအောင်မဲ့လူသားတို့ရဲ့ရှေးရအနာဂတ်အတွက်ထာဝရဘုရားရဲ့အမျက်တော်တထင်ကနေလူချေရဖို့ကိုရောရဲ့ဖွင့်ပြခြင်းနှုတ်ကပတ်တော်အားဖြင့်တုတ်တိထားခြင်းအရာများကိုမျှဝေတဲ့အခါမှာစိတ်နှလုံးနောင်တနဲ့ပြန်လဲလက်လာနိုင်ဖို့ဘုရားအရောက်တိုင်းပေါ်မှာတူထိပါစကားပြောပါယေရှုခရစ်နာမနဲ့ဆုတောင်းကောင်းချီးပေးအစပြုပါ၏အာမင်အားလုံးပဲမင်္ဂလာပါလို့ထာဝရတက်ဆိုင်လိုက်အဲမှာရှိတဲ့ကျွန်တော်ခရိယာယုံကြည်သူညီကောင်မောင်နှမများနဲ့အတူမြန်မာနိုင်ငံသားမြန်မာပြည်သားနဲ့နိုင်ငံတကာမှာရှိကြတဲ့လူမျိုးတိုင်းဘာသာတိုင်းပေါ်မှာထာဝရပြန်ငြိမ်သက်ခြင်းကြွယ်ဝခြင်းဘေးလွတ်ခြင်းတက်ရောက်ပါစေလို့3ရက်နေ့4လပတ်2025မြန်မာစာတော်ချီ9နာရီ39မိနစ်မှာစတင်ပြီးတော့ကျွန်တော်ဖျားရဖွင့်ပြခြင်းအားဖြင့်ပြန်လဲပြီးတော့မျှဝေချင်တာဖြစ်ပါတယ်။ဘုရားဖွင့်ပြခြင်းလို့ပြောတဲ့အခါမှာကျွန်တော်တို့ကဒီတမန်ကျမ်းစာမှတ်တဲ့အခန်းကြီး24မှာဖတ်တဲ့အရာကိုပြောချင်တာဖြစ်ပါတယ်။မှတ်တဲ့24မှာဖတ်တဲ့အခါမှာဘုရားရဲ့တုတ်တည်ခြင်းဖွင့်ပြခြင်းဤအမှုရာများအတိတ်တဖန်ပြန်လဲပြီးတော့ရရှိတဲ့အရာဖြစ်ပါတယ်လို့ဘုရားဖွင့်ပြတယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့ဓမ္မကျမ်းစာကိုအထူးကဖတ်ရှုခြင်းအဖြစ်ဖြစ်ပျက်နေတဲ့ခေတ်ကာလပိုင်းခြားခေတ်ကာလအပေါ်မှာကြည့်ပြီးတော့ဓမ္မကျမ်းစာရဲ့နှုတ်ထွက် prophet ပြုခဲ့တဲ့အရာလေးနဲ့အတူရှိရှုတဲ့အခါမှာကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အဓိကပြောချင်တဲ့အရာကငလေဘေးဘယ်မဟုတ်ဘူးပေါ့နော်ဘေးတစ်ခုပဲပြောချင်တာမဟုတ်ဒါဖះကတော့ဖွင့်ပြမှာဖြစ်တယ်ပြောပြမှာဖြစ်တယ်ဒါမဲ့ကဘာမှာလူတော်များများမှာကျွန်တော်တို့ကြည့်တဲ့အခါမှာမြင်ရတဲ့လောကအမှန်တရားနဲ့လောကရဲ့ရည်ကြီးမှုလောကရဲ့နိစ္စနိနဲ့လောကရဲ့တည်ခြင်းနားလည်ခြင်းအသက်တိပ္ပပညာနောက်ကိုပဲလိုက်နေကြတာဖြစ်တယ်ခိုလိုနေကြတာဖြစ်တယ်ဒီရာအားဖြင့်သူတို့ဘဝကလုံခြုံလားလို့မေးရင်မလုံခြုံဘူးဆိုတာလေသူတို့လည်းသိကြပါတယ်မလုံခြုံဘူးဆိုတာထက်မလုံခြုံဘူးဆိုပေမဲ့လည်းမလုံခြုံဘူးလို့သိပေမဲ့လည်းလူတိုင်းကမမီရတော့အရာထက်မီရတော့အရာကိုပို့ပြီးစိတ်ဝင်စားတယ်ဖြစ်ပျက်တဲ့အရာထက်မဖြစ်ပျက်တဲ့အရာထက်ဖြစ်ပျက်တဲ့အရာကိုပို့ပြီးတော့စိတ်ဝင်စားတယ်ဒါကြောင့်
ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်အခုလက်ရှိကြီးကြီးတဲ့အချိန်မှာငလီဘေးကစစ်မီးစစ်ပွဲထက်ပိုပြီးတော့ဆိုးတာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်စစ်ပွဲဖြစ်တဲ့အရာကလုံခြုံတဲ့လူကလုံခြုံတယ်ပေါ့နော်မလုံခြုံတဲ့လူလည်းမလုံခြုံပို့ပြီးတော့ထိတ်လက်မှုမရှိဘူးပြောချင်တာဒါပေမဲ့ဒီငလေဘေးကြုံရတဲ့နေရာတိုင်းမှာကြည့်တဲ့အခါမှာထိတ်လက်စရာလည်းအများကြီးကျွန်တော်တွေ့ရတယ်ဘာဖြစ်ဆိုတော့ဒီစစ်မီးဆိုတာကစစ်ပွဲဆိုတာကတဦးတယောက်ကစီလူမှုအားဖြင့်အဖွဲ့အစည်းအားဖြင့်နိုင်ငံအားဖြင့်ညှိနှိုင်းမှုနဲ့ဖြည့်ရှင်းလို့ရတဲ့အရာလဲဖြည့်ရှင်းလို့ရနိုင်တဲ့အလားအလာလဲရှိသေးတယ်ပေါ့နော်ပြောချင်တာဒီငလီဘေးလို့ဒီငလီလို့တဘာဝကဖြစ်တဲ့အရာကဘယ်နိုင်ငံဘယ်အဖွဲ့အစည်းဘယ်ရာသူကြီးဘယ်ပတ်စာရှိလဲလူဘလောက်ပဲချမ်းသာလဲလူပဲဖြစ်ကြိုတေကာကွယ်ဖြည့်ရှင်းလို့မရနိုင်တဲ့အရာတစ်ခုဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့မျက်စိနဲ့ကြိုတေ၍ကျွန်တော်တို့အနံကကိုမမီနိုင်တဲ့ဘေးဥပါအန်ဒီကိုဘယ်လိုကစီးကြမလဲဘယ်လိုဘေးဥပါကနေလုကိအောင်ကျွန်တော်တို့ဘယ်နေရာမှာအဖြေရှိလဲအဲ့လာအရေးကြီးဆုံးဖြစ်တယ်လူတွေတော်တော်များများကအသက်သိပ္ပံအတွေ့အခေါ်မြင့်မြတ်တဲ့အယူအဆလေးဓလိရည်ကြီးမှုတွေခံစားချက်ဒီရဲ့နောက်မှာပဲလူတွေတော်တော်များများကခေါ်လို့ကြတယ်အခုကျွန်တော်တို့မြန်မာပြည်မှာကကျွန်တော်လုပ်ခဲ့တဲ့2022တော့လည်းကျွန်တော်အများကြီးပြောပူပါတယ်ဒါကျွန်တော်ပဲပြောတာမဟုတ်ပဲနဲ့တမန်ကျမ်းစာမှာမဿဲ24မှာထာဝရဘုရားသခင်ရဲ့အစစီကိုတားတော်ယေရှုခရစ်တော်ကဖွင့်ပြခဲ့ပူပါတယ်ဒါကြောင့်ဒါလျာတော့ဘသူကပဲ prophet ပြုမပြုဖြစ်လာမှာပဲမိငလေးဆိုတာက prophet ပြုလာမှတယောက်ကပြောမှပြစ်ဆိုလာတာမဟုတ်ပဲနဲ့တမန်ကျမ်းစာကကြုတ်တီပြောပြီးပြီဖြစ်တယ်မိငလေးဆိုတာဘသူမှစီးသားလို့မရဘူးဒီလောကအရာမှာစီးသားလို့ရနိုင်တဲ့အရာများကြီးရှိတယ်တချို့အရာငွေကြေးအဖြစ်စီးသားတယ်စစ်မီးကိုငေးချမ်းခြင်းနဲ့စီးသားလို့ရတယ်ဒါပေမဲ့ဒီတဘာဝကဖြစ်တဲ့မိငလေးကြီးကိုတော့ဘယ်သူမှစီးသားလို့မရဘူးဘယ်နိုင်ငံမှာစီးသားလို့မရဘူးအခုဖြစ်ပြတ်သွားပြီဆိုရင်ကဲမယ်ကူညီမယ်ဒါကလွဲရီဒီတဘာဝဘေးအန်ဒီရဲ့တဲ့ကဘယ်သူမှမကဲနိုင်ဘူးဘယ်သူမှလည်းစီးသားလို့မရဘာကြောက်လဲဆိုတော့ထာဝရဘုရားဖွင့်ထားတဲ့တကားလည်းဖြစ်တယ်ဒါကျွန်တော်တို့ခရိယာရဲ့တမန်ကျမ်းစာကိုကြည့်တဲ့အခါမှာထာဝရဘုရားရဲ့တမန်ကျမ်းစာပေါ့အဲ့မှာကြည့်တဲ့အခါမှာဒါကတကယ်မှန်ကန်တယ်ဆိုတာကိုမဿဲ24မှာတက်တည်ပြတာဖြစ်တယ်ဒါကြောင့်ထာဝရဘုရားကစိုးချေကောင်းချေကိုတရားစီတဲ့ထာဝရဘုရားဖြစ်တယ်လူဦးနောက်နဲ့နားမလည်နိုင်ဟေဘရဲအခန်းကြီး3မှာကြည့်တဲ့အခါမှာဘာတွေ့ရလဲဆိုရင်ထာဝရဘုရားရဲ့နှုတ်ကပတ်တော်ဟာအတော်နှစ်ဖက်ရှိတဲ့တန်လိုက်လို့ပြောတယ်ဆိုတော့အရာထက်တယ်ဓာပေါ့နော်ဓာလူဒီကျွန်တော်တို့ရသားစကားပြောမယ်ဆိုထာဝရဘုရားနှုတ်ကပတ်တော်ဓာဖြစ်တယ်အတော်နှစ်ဖက်ရှိတဲ့ဓာဖြစ်တယ်ဆိုလိုတာကကျွန်တော်တို့ဓာကတွေးထားတဲ့ဓာထက်တဲ့ဓာဆိုတာကခုတ်တဲ့အခါမှာဘယ်အရာခုတ်ရဘယ်အရာကပြတ်သွားမှာဖြစ်တယ်ခုတ်ခါရတဲ့လူကတော့နာမှာဖြစ်တယ်
မဲ့ဖះပြောချင်တာကဖះရဲ့ချစ်ချစ်မေတ္တာကထက်မြက်တယ်ဒါကဲ့သို့ပြီးထက်မြက်တယ်အိုးငရဲထက်ထိကျွန်တော်တို့ကိုကယ်တင်နိုင်တဲ့မေတ္တာဖြစ်တယ်အတော်နှစ်ဖက်တစ်ဖက်ကကြီးမားတဲ့ဖះရဲ့မေတ္တာဖြစ်တယ်နောက်တစ်ဖက်ကိုကြည့်တဲ့အခါမှာထာဝရဘုရားကအမျက်တော်တာထွက်ရအဆုံးမရှိအောင်ထွက်တဲ့အရာလည်းဖြစ်တယ်ဆိုလိုတာကဘုရားကချစ်ချစ်မေတ္တာအယံပြေဝတယ်ဆိုတဲ့အရာတစ်ဖက်ကိုပဲကြည်ပြီးမှအခွင့်ကောင်းယူပြီးမှအသက်ရှင်ဖို့မဟုတ်ဆိုတာကိုပြောချင်တာဖြစ်တယ်ဘုရားရဲ့ချစ်ချစ်မေတ္တာကိုနားလည်ပြီးခံစားပြီးဘုရားကခွင့်လွှတ်တတ်တယ်ချစ်တတ်တယ်ပြီးကတ်တတ်တယ်တနာတတ်တယ်ဆိုပြီးမှခဏခဏအပြစ်ထဲမှာနေလိုက်လွတ်လိုက်နေလိုက်လွတ်လိုက်တောက်ပါလိုက်လွတ်လိုက်တောက်ပါလိုက်တိတည်းနဲ့လွတ်လိုက်ပြန်လွတ်လိုက်တောက်ပါလိုက်ဘုရားကမေတ္တာရှိဖြစ်တဲ့အတွက်ကြောင့်အပြစ်လို့လဲတောက်ပိုင်ခွင့်လွှတ်တတ်တယ်ဆိုတဲ့အခွင့်ကောင်းယူတာဒါဘုရားကမေတ္တာရှိလို့မှန်တယ်ကျွန်တော်တို့တစ်ဖက်မှာဒါအတော်တစ်ဖက်မှာထက်တဲ့အတော်ရှိသေးတယ်ဆိုတာတတိယဖို့လို့တယ်အဲ့ဒီတစ်ဖက်ကထာဝရဘုရားဆုံးမတော်မူတဲ့အခါမှာဘယ်သူမှစီတာတော့မရအောင်ထက်မြက်တယ်ပြောချင်တာကအခုဒုက္ခတစ်မျိုးပြီးတစ်မျိုးကြုံအောင်မယ်နော်လာအောင်မယ်ကျွန်တော်ပြောတဲ့အရာကဘာသာတရားရဲ့ယူဆလည်းမဟုတ်ဘူးဒါပြီးဖျားဖွေးပြတယ်လို့ပြောတဲ့အခါမှာကျမ်းစာအားဖြင့်ကျွန်တော်ပြောချင်တာဖြစ်တယ်ကျမ်းစာဖတ်တဲ့အခါမှာကျမ်းစာဖတ်တဲ့အခါမှာမတက်24ဖတ်တဲ့အခါမှာအဲ့ဒီကျမ်းစာအားဖြင့်ဖွေးပြတဲ့အရာကိုရရှိတဲ့အရာကိုကျွန်တော်ဖျားဖွေးပြတယ်လို့ပြောချင်တာဖြစ်တယ်ဆိုတော့အဲ့ဒီအရာရောက်ကြည့်တဲ့အခါမှာလူတွေကသူကပဲ prophet ပြုတ်လိုက်လို့ဟိုလူကပဲပြောလိုက်လို့အိမ်မဲလိုက်လို့ဒီမင်းငလေးကြီးကလှုပ်တယ်ထီကြတယ်ဒါပေမဲ့တချို့တော့တူတွေကိုတော့ဖះကပြောပြီးသားစကားကိုထပ်ပြီးတော့ပြောတာလိရှိတယ်တချို့ဆိုတော့ကျမ်းစာမတက်တဲ့လူစာမတက်တဲ့လူဟိုဆိုရဲလူတွေကိုကြတော့ဘုရားကအိမ်မဲအဖြစ်ပြောတယ်တချို့ကprophet အဖြစ်ယူပါယူအဖြစ်ပြတယ်ဖြစ်ပြမဲ့ရှစ်နမိဟောပေါ့နော်ဘယ်လိုပြောမလဲအရှိမဖြစ်လာမဲ့အရာပေါ့နော်ဒါပေမဲ့တချို့တော့သူတွေကိုဘုရားကတမန်ကျမ်းစာအဖြစ်စကားပြောတယ်စာတက်တဲ့သူတွေဒါမှမဟုတ်လဲဒီစာတက်ပြီးပေတက်စာတက်ပေါ့အဲ့ဒီကျမ်းစာဖတ်မပြည့်တဲ့သူတွေကြတော့ကျမ်းစာဖတ်မပြီးတဲ့သူတွေကြတော့မတ်တဲ24အဖြစ်ဘုရားဖွင့်ပြတယ်ဒါကလိုခက်တဲ့2000ခုနှစ်ကလေးနေဘုရားကြီးကဖွင့်ပြတဲ့အရာတစ်ခုဖြစ်တယ်ဒါကြောင့်ဒီမြန်မာနိုင်ငံမှာမြင်းငလေးလုတ်တယ်အခုမန္တလေးဒီနီပြည်တော်စကိုင်းအနီးတစ်ဝက်အားလို့ကြည့်တဲ့အခါမှာနော်မြင်းငလေးယူကြည့်တဲ့အခါမှာတကယ်ဘတူးဝဆရာလေးဖြစ်ပြနေတာကျွန်တော်တို့အားလို့လဲတွေ့နေကြဖြစ်တယ်ဒါလေးကြည့်တဲ့အခါမှာကျွန်တော်လည်းစိတ်မကောင်းဘူးကူညီခြင်းနဲ့ပတ်ပို့ခြင်းနဲ့ဒါပေမဲ့ကျွန်တော်တို့ကငွေကြီးအားဖြင့်မတတ်နိုင်ဘူးစွတ်တောက်ကြီးအားဖြင့်ပဲကျွန်တော်တို့ပတ်ပို့ပေးနေတာဖြစ်တယ်။ဘာဖြစ်လဲဆိုတော့ဒါကဖြစ်လာရမယ်လို့ဘုရားကပြောထားတဲ့အတွက်ကြောင့်ငွေကြီးအားဖြင့်လဲကျွန်တော်တို့ကဲတည်နိုင်တဲ့အရာတစ်ခုအစစ်အမှန်တစ်ခုမရနိုင်ဘူး။အစစ်အမှန်ရနိုင်မယ့်အရာကလူသားတွေဒီဘဝထက်နံဘဝအပိငရဲစေခြင်းငရဲဒီထက်ဆိုးတဲ့ငရဲဒီထက်ဆိုးတဲ့တဘဝမဟုတ်တော့ဘဲနဲ့ဘေးဥပါနဲ့ကြုံတွေ့ကြရမှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီနေရာရောက်တော့ရတော့ဘယ်သူမှကဲတည်လို့မရကဲမဲလူလည်းမဟုတ်ကဲမဲတူလည်းရှိမှာမဟုတ်ဒါကြောင့်ဒီလောကမှာဒုက္ခရောက်တဲ့အခါမှာအခုငလေးဘေးဖြစ်တဲ့အခါမှာနိုင်ငံတကာကလာကူညီတယ်စားဖို့တူစားဖို့လာပေးတယ်နီးရမြန်မာနိုင်ငံအနှံ့မှာအချီးကြီးကူညီလို့ရတယ်
ပြီးတချို့နေရာမှာငလီဘေးပိတ်ခံရတဲ့နေရာမှာဖုန်းနဲ့ပဲအပြဘကိုဆက်သွယ်နေတယ်ဆိုတော့ကျွန်တော်တို့ငလီဖြစ်နေတဲ့နေရာနဲ့အပြမှာရှိနေတဲ့ကိုရီမိသားစုကိုလည်းဆက်သွယ်လို့ရတယ်ဆိုတဲ့နေရာလဲကျွန်တော်တို့ကြားရတယ်ဆိုလိုတာကဒီလောကကြီးဟာဒုက္ခရောက်ရင်ကုညီမဲ့နေရာမှာတော့ရကူညီမှာဖြစ်တယ်ကိုတကယ်ဒုက္ခရောက်ရင်သူများကပဲလာကူညီမှာဖြစ်တယ်စီဝါလိုအိုင်စီဝါနေမကောင်းနာမချဖြစ်လာတဲ့အခါစီယူစီခါရှိတယ်စဘူတောက်ဘူးလိုအပ်တဲ့အခါစိုက်ပြူးမီရည်လီရှိတယ်လောကမှာအခက်အခဲတစ်ခုခုကြုံရင်တယောက်ယောက်အားဖြင့်အသက်ရှင်နေတရွေ့တော့မျော်လင့်အားကိုးလို့ရတဲ့နေရာလေးအများကြီးရှိပါတယ်ဒါပေမဲ့နံပါတ်1ဒုက္ခကြုံရတော့အိုက်မှာကူညီမဲ့လူမရှိဘူးစီယူစီခါလည်းမရှိဘူးရေတောက်ဖို့လည်းမရှိဘူးစားဖို့တောက်ဖို့လည်းမရှိဘူးတောက်ရလို့ရအောင်တခုခုစားရအောင်လည်းအဲ့ဒီနေရာမှာဘာမှမရှိဘူးဒါကြောင့်ဒီအရာကကျွန်တော်ရှင်းရှင်းလေးလေးပူပူလေးလေးပြောရမယ်ဆိုရင်ထာဝရဘုရားကိုယ်တိုင်ကဘာမီကြီးကိုလောက်ခံတာဖြစ်တယ်လူတိုင်းစစ်မှန်တဲ့ဒီဘဝထဲနံပါတ်1လှုပ်ချင်းရဖို့ငရဲကနေလှုပ်ချင်းခံရဖို့ဘုရားတခင်ရဲ့အကြေအခါတတိပိဋ္ဌံဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့မြန်မာပြည်ကနေပြီးမှနိုင်ငံတကာမှာစစ်မှန်တဲ့ထာဝရဘုရားစัจ java ဖန်ဆင်းတဲ့ထာဝရဘုရားစိုးကြီးကောင်းကြီးနဲ့အသက်ရှည်ခြင်းတည်ခြင်းကိုအစိုးရတဲ့ထာဝရဘုရားကတရားစီနေတာဖြစ်တယ်ဒီအတွက်ကြောင့်ကျွန်တော်တို့အဲ့ဒီစီကြီးတွေကနေလွတ်ချေရဖို့ဆိုတာကစัจ java ဖန်ဆင်း၍အနန္တတကုနဲ့ပြည့်စုံ၍အမြဲထာဝရအသက်ရှင်တဲ့ထာဝရဘုရားဘက်ကိုခိုလိုဖို့ပဲဖြစ်ပါတယ်လို့အဲ့ဒီဖက်မှာမခိုလိုဘူးဆိုရတော့ဒါကျွန်တော်ပြောတဲ့အရာတော့အဆူရောက်တဲ့ဟာပါလားလို့အခုချိန်မှာနှစ်သိပြောရမယ့်စကားနှစ်သိတဲ့ကိုအဖြစ်ဆွေတဲ့စကားပြောရမယ့်အစားကိုပူဆိုးပါလားဆိုတဲ့အရာလဲဖြစ်ကောက်ဖြစ်လိမ့်မယ်မိတ်ဆွေလူတိုင်းအတွက်ဘေးကီခိုလိုကြီးရှိတဲ့နေရာကထာဝရဘုရားသခင်ကိုအမှန်တကယ်ခိုလိုချစ်ဖြစ်တယ်ကျွန်တော်တို့လူတွေဆိုတာကရှေ့ရအနံကကိုကြိုတင်မမီနိုင်တဲ့အားနေတဲ့တိုးလေးဖြစ်တယ်မနေ့ဖြာဘာဖြစ်မလဲကြုံမသိနိုင်ဘူးကျွန်တော်တို့မနေ့ဖြာတေးမလားမနေ့ဖြာရှည်မလားမနေ့ဖြာဒုက္ခရောက်မလားပြဿနာနဲ့ကြုံရမလားမနေ့ဖြာအခက်ခဲအမျိုးမျိုးနဲ့ကြုံတွေ့ရမလားကျွန်တော်တို့ဘယ်သူမှမသိဘူးဒါမဲ့ထာဝရဘုရားကိုခိုလိုတော်သူကတော့သိလဲမဖြစ်ဘူးမသိလဲမဖြစ်ဘူးမနေ့ဖြာဖြစ်လာမဲ့ဘေးဥပါနဲ့ကျူတီတိခဲရလဲဘာမှမဖြစ်ဘူးမသိရလဲဘာမှမဖြစ်ဘူးဘာဖြစ်လို့လဲဆိုတော့ခိုလိုရာကထာဝရဘုရားအရေးအောက်မှာအမှန်တကယ်ရှိနေတဲ့အတွက်ကြောင့်ဒီဘဝနံပါတ်လှုပ်ချုံနေဘေးကင်းနေဒါကြောင့်ကျွန်တော်တို့တိုက်အေးဆွေးဆွေးချမ်းသာတဲ့လူတွေကိုကြည့်မျက်စိတမိတ်တွေးမှာပဲနော်ခုနှစ်တမခုနှစ်စက္ကလည်းသူတို့တိုက်ထားတဲ့မင်္ဂလီလောက်ချီစရာကိုကြည့်တဲ့အခါမှာစက္ကပိုင်းလေးတော့မှကြည့်နော်စက္ကပိုင်းမျက်စိတမိတ်စက္ကပိုင်းလေးအတွေးမှာပဲတန်ဖိုးရှိတဲ့အရာများစွာပျက်စီးသွားတယ်တန်ဖိုးရှိတဲ့လူတွေများစွာယာတူအကြီးသေးလိုက်
အကြီးငယ်ဖြတ်ကနစကတ်ပိုင်းတွေးမှာပဲလူတွေအများကြီးတည်ကြတယ်ကျွန်တော်တော့အရန်လှုပ်ချုံနေကျွန်တော်အိမ်လဲမင်္ဂလီလောက်တာပဲအခုကြည့်ကျွန်တော်တို့စွတ်တောင်းမင်းနေရလိုအပ်မင်းနေရကျွန်တော်တို့လိုချိုကျွန်တော်တို့နေရတယ်အခုဒီမှာလဲမင်္ဂလီလောက်တယ်မင်္ဂလီလောက်တဲ့နေ့ဆိုကျွန်တော်တို့ခေါမိုးပေါ်မှာတက်ပြီးမှအလုပ်လေးလုပ်နေတဲ့အချိန်မှာအရာပျော်တယ်ကျွန်တော်တို့အတွက်တော့အရာပျော်တယ်ဆိုတာကဟိုမမီဘူးမကြုတ်ဘူးတော့ကျွန်တော်တို့ဒီလောက်မင်္ဂလီကျွန်တော်မကြုတ်ဘူးတော့ပျော်တယ်ဆိုတာထက်ကျွန်တော်အတွက်တော့ဟိုဘာဘယ်လိုပြောမလဲဘာမှအရာမရောက်ပေါ့ဗျာဒါပေမဲ့သူများအတွက်ဒုက္ခရောက်တာလို့ကျွန်တော်တို့မပြောပါဘူးစိတ်မကောင်းပါဘူးစွတ်တော့ပေးနေပါတယ်ကျွန်တော်စွတ်တော့ပေးလို့လဲသူတို့အတွက်ဘာမှမျက်စိမှာတော့ကိုယ်ရထိရောက်တော့မရောက်ဘူးထေပေမဲ့လည်းဖះကတော့မဆလိမ့်မယ်လို့ကျွန်တော်တို့ယုံတယ်ဒါကြောင့်ကျွန်တော်စွတ်တော့ပေးနေကိုယ်ရလည်းပတ်ဖို့ချင်တယ်လူချင်တယ်ဒါပေမဲ့လည်းဖះကကိုယ်ထားမင်းနေရကိုတီးတော့ထားမင်းနေရမှာပဲကျွန်တော်တို့နေရမှာဖြစ်တဲ့အတွက်ကြောင့်ထားတဲ့နေရာကနေပြီးတော့စွတ်တော့ပေးတာဖြစ်တယ်ကျွန်တော်လှုပ်ချုံနေကျွန်တော်တို့ဒီလိုမျိုးအေဒီကြောင့်ရမ်းလှုပ်ချုံနေဒါကြောင့်ကျွန်တော်တို့လောဘရမ်းမကြီးနေဆိုတာတိုက်အေလေးမြို့ပေါ်မှာတကယ်လူတွေရဲ့အာယုဆုဆိုင်မှုများတဲ့နေရာလူတွေရဲ့ခံစားချက်များတဲ့နေရာလူတွေအရာပျော်တဲ့ထင်တဲ့နေရာကြည့်မန္တလေးလေညီပြည်တော်တွေကြည့်အဲ့ဒီနေရာမှာပဲမြည်ရှိတာမဟုတ်ပါမြန်မာတနိုင်ငံလုံးမြည်လို့မြည်ရတယ်အများကြီးရှိပါတယ်သူတို့တော့မနေကြဘူးလေမနေကြဘူးဆိုတာလေသူလမ်းကြောင်းနဲ့သူ့အယူဆနဲ့သူ့ယူကြည်ခြင်းနဲ့သူ့ခံယူရာနဲ့သူ့လုပ်ငန်းနဲ့သူနေကြတာဖြစ်တယ်ဒါပေမဲ့ဘယ်မှာပဲနေလှုပ်ချုံမဲ့နေရာကတော့ကျွန်တော်အိမ်လည်းမဟုတ်ပါဘူးပြီးကျွန်တော်တို့ဘုရားကျောင်းလည်းမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ရာတူးလည်းမဟုတ်စစ်စစ်ချမ်းသာကြီးလည်းမဟုတ်ဘူးကျွန်တော်တို့ရဲ့လှုပ်ချုံတဲ့နေရာကနိုင်ငံမဟုတ်အခုမင်္ဂလီမလုပ်တဲ့အချို့တော့နိုင်ငံမှာလည်းကြည့်နော်လောက်တော့မှာလှုပ်ချုံမဲ့နေရာကဘယ်နေရာမှလောကမှာမရှိဘူးအဲ့လာကထာဝရဘုရားတခေကိုတကယ်ခိုလိုပြီးမျော်လင့်ပြီးထာဝရဘုရားဘက်ကိုလက်ပြီးခိုလိုတော့သူဟာအတနာခါတော့သူဟာပဲလောကမှာလည်းလှုပ်ချုံတယ်နံပါတ်1မှာလည်းလှုပ်ချုံတယ်ဒါတချို့ဟာမင်္ဂလီလို့စစ်ဘေးလို့လှုပ်ချုံတဲ့နေရာနိုင်ငံတွားပြီးတော့တွားနေကြတယ်တွားခုတ်လုပ်ကြတယ်အဲ့ဒီနေရာမင်္ဂလီမလှုပ်တတ်တော့ဘူးလားအဲ့ဒီနေရာမှာစစ်ပွဲမရှိတော့ဘူးလားကျွန်တော်တို့ပြောလို့မရဘူးဖះကပြောပြီးသားမတဲ24မှာဖွင့်ပြပြီးသားနိုင်ငံတကာလူမျိုးနိုင်ငံတနိုင်ငံနဲ့တနိုင်ငံလို့ပြောပြီးသားဖြစ်မယ်စစ်ပွဲဖြစ်မယ်ဘယ်နိုင်ငံမှမလုပ်ချင်ဘူးစစ်ဘလောက်ပဲချမ်းသာကြည့်လေမန္တလေးမှာတိုင်းမှုရွှေငွေစစ်ယာတနာချမ်းသာတဲ့နေရာမှာကြည့်လူတွေအများကြီးတည်ကြတယ်မလုပ်ကြဘူးကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့စစ်လည်းမလုပ်ကြဘူးကျွန်တော်ပိုင်ဆိုင်ထားတဲ့ရန်သူလည်းမလုပ်ကြဘူးအတုံးမဝေဘူးလားလို့ပြောရင်သူ့နေရာနဲ့တူတော့အတုံးဝေပါတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာမလုပ်ကြဘူးကျွန်တော်ရှိတဲ့စစ်လေးငွေချင်းတွေယာတူးတွေကျွန်တော်နေထိုင်တဲ့ဟောဒီကဘာကြီးတွေနိုင်ငံလေးဘယ်ညာမှမလုပ်ကြဘူးမျက်စိတမိတ်အတွေးမှာစကပ်ပိုင်းမှာတွေ့ခုနှစ်တမခုနှစ်စကီးလေတို့အဲ့လာနော်နိုင်မိနစ်နဲ့စကပ်ပိုင်းမှာပဲကြည့်နော်ကျူးစားပြီးတီဆောက်ထားတဲ့အဆောက်အဦတွေနိနဲ့ချီစုဆောက်ထားတဲ့ငွေတွေ
ပေးဆက်ထားတဲ့အရာတွေနှိမ့်နဲ့ချီလှုပ်ထားပေမဲ့လည်းပျက်စီးရှုပ်ရှုပ်မှုကမိနစ်နဲ့စက္ကန့်ပိုင်းမှာပဲလို့ပြကြတော့တယ်ပြတွေးကြည့်လောကဟာဒုက္ခလေနဲ့ပဲစိတ်ပြက်စရာတွေဒုက္ခတွေပြဿနာတွေမောင်တိုင်းတွေဒီအချိန်တွေမျိုးထဲမှာပဲလူတွေလို့အသက်ရှင်နေကြတယ်ဒါပေမဲ့အဲ့ဒါကိုစိတ်နှီးပြီးခံစားပြီးခလိုပြီးအသက်ရှင်နေတာအဲ့လာကိုအဟိုးကြီးထေပြီးတော့လူတွေကမမာနကြီးနေကြတယ်ဒါကြောင့်ကျွန်တော်လောကအရာကိုတိတ်ဗမာနမထားဘူးမထားဘူးထာဝရဘုရားပြောတဲ့စကားကိုကျွန်တော်နားထောင်တယ်ထာဝရဘုရားတွားခိုင်းတဲ့ညာတွားတယ်ထာဝရဘုရားလှုပ်ခိုင်းတဲ့ညာလှုပ်တယ်ထာဝရဘုရားစောက်ခိုင်းတဲ့စောက်တယ်ထာဝရဘုရားပြုတ်ခိုင်းတဲ့အမှုကိုကျွန်တော်ပြုတ်တယ်ထာဝရဘုရားစေလုတ်တဲ့ညာကျွန်တော်တွားတယ်ဒီဘဝထက်နံဘဝအကြီးကြီးတဲ့အကြောင်းကိုလူမျိုးတိုင်းနိုင်ငံတိုင်းအတွက်ကျွန်တော်လုပ်တယ်လိကူလီတရားပြောတယ်ဆုတောင်းတယ်စက္ကန့်နဲ့ပါဝေပေးတယ်ဆိုလိုတာကကျွန်တော်တို့အားလို့ဟာဘေးကင်းလုံခြုံမဲ့နေရာကထာဝရဘုရားကိုကူးစားခြင်းပဲဖြစ်တယ်ဒါကြောင့်လက်ပါထာဝရဘုရားဖက်ကိုလက်ပါခရိယာဘာသာလဲလဲရမှာမဟုတ်ခရိယာဘာသာတစ်မျိုးပဲလဲရမှာမဟုတ်ဗုဒ္ဓဘာသာလဲလဲလို့ရတယ်အစ္စလာမ်ဘာသာလဲလဲလို့ရတယ်တခြားဘာသာလေကျွန်တော်တို့မသိနိုင်တဲ့ဟိန္ဒူဘာသာတခြားယူဆအမျိုးမျိုးရှိတဲ့သူတွေလဲထာဝရဘုရားကိုခိုလိုလို့ရတယ်အဲ့ဒီထာဝရဘုရားကိုခိုလိုခြင်းအားဖြင့်ကျွန်တော်တို့ဒီဘဝလဲလုံခြုံတယ်စိတ်အေးချမ်းသာတယ်သူများလိုမချမ်းသာဘူးသူများလိုအိမ်နဲ့တိုက်နဲ့ကားနဲ့စိတ်စိတ်ချမ်းသာကြွယ်ဝခြင်းနဲ့မနေရပေမဲ့လဲကျွန်တော်တို့ကအရာလုံခြုံစိတ်ချရတဲ့နေရာလေးဘုရားရဲ့မျက်မှောက်တော်ထဲမှာနေတဲ့အခါမှာကျင့်နဲ့တယ်ဝမ်းမြောက်တယ်အခုကြည့်ကျွန်တော်ဆိုရင်ကျင့်နဲ့တယ်ဝမ်းမြောက်ကျွန်တော်မှာတောက်ရမရှိဘူးလဲမရှိဘူးစာငစ်တကောလိုပဲဘာတောက်ရမှမခုတ်ဘူးတော့ခုတ်တဲ့သူတွေကိုလည်းသူ့အလုပ်နဲ့သူခုတ်တယ်ဒါပေမဲ့ကျွန်တော်အလုပ်ကထာဝရဘုရားခိုင်းတဲ့အလုပ်ကိုပဲလုပ်တယ်ဒါပေမဲ့ပြောချင်တာအဓိကကျွန်တော်တို့ကဘာမှမရှိပေမဲ့လဲလုံခြုံတယ်ငြိဝတ်တယ်ကျမ်းမာတယ်ပျော်ရွှင်တယ်ဝမ်းမြောက်တယ်ဒီအရာကထာဝရဘုရားမျက်မှောက်တော်ထဲမှာနေခြင်းကြောင့်ရောက်ရည်တင်းတည်ပြီးမှစိတ်ငြိဝတ်ခြင်းကောင်းခြင်းမင်္ဂလာတပါးခံစားရတာဖြစ်တယ်တောင်မင်္ဂလာလို့လည်းခေါ်တယ်ဒါကြောင့်စိတ်စိတ်ချမ်းသာကြွယ်ဝတဲ့လူတွေကြည့်ထာဝရဘုရားကိုခိုလိုလဲစိတ်စိတ်ချမ်းသာကြွယ်ဝတဲ့သူလည်းရှိတယ်လို့ထာဝရဘုရားကိုမခိုလိုဘူးစိတ်စိတ်ချမ်းသာရာသူကြီးကိုယ့်ရဲ့အသက်တိပ္ပံဉာဏ်ပညာနောက်ကိုလိုက်ပြီးမှအသက်ရှင်တဲ့သူတွေဒီဘဝပြီးနံဘဝမျောလေးခြင်းမဲ့သွားတဲ့သူတွေသူတို့ရဲ့ဘဝမျောလေးခြင်းလေဘယ်ကိုသွားနေလဲကြောက်စရာရကောင်းတယ်အရာကြောက်စရာကောင်းတယ်အခုမြန်မာနိုင်ငံမှာမဟုတ်နိုင်ငံအလိုက်ထပ်ဖြစ်ဦးမယ်မိငလေးကြီးကတိပ္ပပညာရှိရဲ့တိုက်ထွာကြီးအရာတစ်မျိုးပဲမဟုတ်သူတို့လည်းကြိုတီးပြီးတိုင်းလို့မရတဲ့အရာဖြစ်တယ်အခုတည်းတိပ္ပပညာရှိတွေကြည့်လေမြန်မာနိုင်ငံမိကလေးလောက်မယ်ဘလောက်လောက်မလဲဆိုသူတို့အတိအကျမသိဘူးမကကွယ်နိုင်ဘူးတကယ်လို့သာအတိအကျသိမယ်ဆိုရင်တိုက်ပေါ်တိုက်ခါနေပြီးတော့ကိုယ့်ရဲ့တန်ဖိုးရှိတဲ့စစ်စစ်လေးအားလို့ဖယ်ပြီးမှဘေးလို့တဲ့နေရာမှာနေလို့ရတယ်ဒါပေမဲ့ဘယ်သူမှမသိဘူးအခုဖြစ်ဦးမယ်ကဘာနီယာနိုင်ငံနီယာအနှက်မှာဖြစ်ဦး
အခုအာရှမှာဖြစ်နေပြီအာရှမှာမြန်မာနိုင်ငံနဲ့ထိုင်းတရုတ်အနှင်းငယ်ဖြစ်နေပြီအခုထပ်ဖြစ်ဦးမယ်အာရှကနေပဲထပ်ဖြစ်မှာအာရှကနေပြီးတော့ဥရောပဘက်ကိုဖြစ်သွားမှာဒါဖခင်ကပြောခိုင်းတဲ့စကားဖြစ်တယ်ဒါကကျွန်တော်ဒါကိုထက်ခါကျွန်တော်ယူပါယူရတယ်ယူပါယူရတယ်ဆိုတာကဟိုဒါဖះပြောမဲ့အရာလုံမဲ့အရာပေါ့လို့ဆိုတဘာဝဘေးအနေကိုကြိုက်ပြီးမှဘယ်မှာကြိုက်ပြီးဘယ်မှာလုံမလဲဆိုတာတော့အတိအကျတော့မတိဘူးလေဘာလို့ဆိုတော့သာရဖះဖွေပြချီဆိုတဲ့အရာကကျွန်တော်အမြဲတမ်းတခါယူပါယူမှာလဲရတယ်အခုမတ်တဲ24မှာအဲ့မှာဖះဖွေပြချီတကယ်ရှိတယ်ဖတ်ကြည့်လိုက်အဲ့ဒါကြောင့်ကျွန်တော်ဖះဖွေပြတယ်လို့အဓိကတရားကိုဘဟုပြုတာဖြစ်တယ်လို့ဦးမယ်ဘာလို့ဆိုတော့နိုင်ငံအနက်မှာလို့ဦးမယ်မင်္ဂလီလို့ဦးမယ်ဒီထက်ဆိုးမယ်မင်္ဂလီအကြီးကျယ်ကဘာမှာတခါမှမလုပ်ဘူးတော့လေကဘာအကြီးဆုံးဇာချီတည်နိုင်မဲ့အထိမင်္ဂလီရလို့တော့မယ်ကဘာကြီးကိုတကယ်လို့မှာအဲ့ဒါကျွန်တော်တို့ဒီလိုပြောတဲ့အခါတချို့လေအမိမှာချိတ်ချောက်တယ်လို့လည်းပြောကြတယ်ဒါကျွန်တော်ပဲပြောတာမဟုတ်ဘူးကျန်းစာလည်းပြောနေတယ်လို့အိုမှာဒါကြောင့်ကဘာမှာဘယ်နေရာမှမလုံချိုဘူးဘယ်စစ်စစ်ကြွယ်ဝကြည့်တဲ့မှာမမနာကြီးပြီးမှကိုငါမိသားစုငါချမ်းသာငါမိသားစုငါတိုင်းနိုင်ငံငါကူကျူးဆိုတဲ့အရာကိုနောင်တရထာဝရဘုရားဘက်ကိုလက်ထာဝရဘုရားပဲပိုင်နေရအားလို့ဒီငလီရဥရောပတကွေကိုဖဲကိုလက်မယ်မြန်မာပြည်အာရှလုံးမယ်ဥရောပလုံးမယ်တကဘာလုံးမယ်စစ်ပွဲလေအကြီးကျယ်ဖြစ်လာတော့မယ်ထာဝရဘုရားအနိတထောက်ကဘာမီကြီးကိုအုပ်ချုပ်တော့မယ်နီးလာပြီဧဝဂလိတရားမှာတစ္ဆာရှိတဲ့သူတွေယခုအချိန်မှာဘေးကဲလုံချုပ်တဲ့နေရာမှာဘုရားတခင်ကအမြဲတမ်းမှာကျွန်တော်ပြောတယ်အမြဲတမ်းကျွန်တော်ပြောတယ်ဧဝဂလိတရားလုံချုံနေဧဝဂလိတရားထဲမှာရောက်ရည်တည်တည်မှုရှိတယ်ဘေးကဲလုံချုပ်ရရှိတယ်ထာဝရဘုရားဧဝဂလိတရားကိုကြားနာတော့သူဟာလက်ခံတော့သူဟာမင်္ဂလာရှိတယ်လုံချုံနေလုံချုံဘေးကဲတဲ့နေရာကမှဘယ်နေရာမှမရှိဘူးထာဝရဘုရားဧဝဂလိတရားကိုလက်ခံခြင်းထာဝရဘုရားရဲ့ကယ်တင်ခြင်းတရားကိုလက်ခံခြင်းထာဝရဘုရားကယ်တင်ခြင်းတရားကိုနှောင့်တတရားနဲ့လက်လာယုံကြည်လက်ခံခြင်းခိုလုံခြင်းဒီရမရှိတရွေ့လို့ကြိုက်တဲ့နိုင်ငံမှာတွားကြိုက်တဲ့နေရာမှာတွားကြိုက်တဲ့အယူဆတွားကြိုက်တဲ့ဘာသာထဲမှာဝေကြိုက်တဲ့ပုဂ္ဂိုလ်ယာတူငွေကြီးချမ်းသာကိုအားကိုးကြည့်မလုံချုပ်ဘူးထိုအရာမလုံအပ်ဘူးလို့ပြောတာမဟုတ်ဘူးထိုအရာထဲလုံချုံတဲ့နေရာမှာထာဝရဘုရားမျက်မှောက်တော်ဖြစ်တယ်ထာဝရဘုရားမျက်မှောက်တော်ထဲမှာခိုလိုပါလို့ဒီနေ့ထာဝရဘုရားကဖိတ်ခေါ်တန်ဖြစ်တယ်ထာဝရဘုရားကိုရှိတဲ့နေရာမှာခိုလိုလို့ရတယ်စွတ်တောင်းလို့ရတယ်ကိုးစားလို့ရတယ်မြည်စားလို့ရတယ်လက်လာလို့ရတယ်အဲ့ဒီထာဝရဘုရားတပါးတိတာလေကဘာမီကြီးကိုလောက်ကင်တော့ဖျားဖြစ်တယ်တေကြီးရှိကြီးကိုအစိုးရတော့ဖျားလည်းဖြစ်တယ်အဲ့ဒီထာဝရဘုရားတပါးတိတာလေကြီးမအောပွဲတော့မြစ်တာရှိတယ်လို့ကြီးမအောပွဲအမျက်ဒေါသနဲ့ပြည့်တဲ့ထာဝရဘုရားလည်းဖြစ်တယ်ဒါကြောင့်ထာဝရဘုရားနှုတ်ကပတ်တော်ဒီအတော်နှစ်ဖက်ရှိတယ်တစ်ဖက်မှာခုတ်လိုက်အရထက်တယ်နောက်တစ်ဖက်လည်းခုတ်လိုက်အရထက်တယ်ဖះမြစ်တာကအရထက်တယ်နောက်တစ်ဖက်ဖះမြတ်တော်တာကလည်းအရထက်တယ်ဒါမဲ့ခုံလုံတော့တူတိုင်းကပဲဘေးကလုံချုံမှာဖြစ်တယ်ကျွန်တော်အမြဲတမ်းပြောတယ်ကျွန်တော်အမြဲတမ်းပြောတဲ့စကားထဲမှာဧဝဂလိတရားတစ်မျိုးပဲလုံချုံတယ်ကဘာမှာဧဝဂလိတရားကိုဟောပြောပြီးလက်ခံတဲ့တူကပဲလုံချုံတာဒါကြောင့်ဧဝဂလိတရားဆိုတာကဒီဘဝလည်းလုံချုံခွင့်ပေးတယ်နောက်ဘဝလည်းလုံချုံခွင့်ပေးတယ်
အေဝလိတရားဟောတဲ့သူတွေအတွက်ရောလက်ခံတဲ့သူတွေအတွက်ရောတနည်းပြောရမယ်ဆိုရင်ထာဝရဘုရားကယ်တင်ခြင်းတတိကောင်းကိုလက်ခံတဲ့သူယုံကြည်တဲ့သူခိုလိုတော်သူနောင်တနဲ့လက်လာတဲ့သူတွေဒီလောကမှာအသက်ရှင်ရည်လဲဘေးလွတ်တယ်နံပါတ်ကလည်းငရဲဘေးကနေလွတ်တယ်ဒါကြောင့်လူမျိုးတိုင်းလူချင်းချမ်းသာရှိတဲ့နေရာမှာအခုကျွန်တော်တို့တွားနေတယ်ဒီလိုဒီသူများလေတော့ရေဘေးစစ်ဘေးလေကြုံရတဲ့အချိန်မှာကျွန်တော်တို့ကတော့အဲ့ဒီဘေးကနေလူချေရဖို့ကဲတည်ခြင်းတတိအေဝလိတရားကိုလူမျိုးတိုင်းကိုသွားပြောတယ်ပြောတဲ့နေရာရောက်တဲ့နေရာမှာထာဝရဘုရားရဲ့မြင့်မောက်တော်ထာဝရဘုရားရဲ့အတောင်တော်တကူတော်အောက်မှာခိုလိုချင်းရရှိဖို့လူတိုင်းကိုတတိကောက်ပြောပြတယ်ငါကျွန်တော်တို့လုံခြုံတယ်ကျွန်တော်တို့လုံခြုံတယ်စားရတောက်ရတာအေးရတာပြောတယ်မိငလေးတနိုင်ငံလုံးလုပ်ပြီးမဲ့လဲကျွန်တော်တို့နေရာမှာကဘာမှမဖြစ်ဘူးဆိုလိုတာကဖယားဖက်မှာခိုလိုတဲ့တူတိုင်းတော့မိငလေးဘလို့ပဲလို့စစ်ပွဲဘလို့ပဲဖြစ်ဖြစ်ယောဂဘလို့ပဲဖြစ်ကာလနာဘလို့ပဲဖြစ်လှုပ်ချုံတယ်အရန်လှုပ်ချုံတယ်ပြီးလှုပ်ချုံတာကတခုပဲမဟုတ်ဘူးကျွန်တော်တို့ရဲ့ခန္ဓာစိတ်ပဲလှုပ်ချုံတာမဟုတ်ဝိညာဉ်ပဲလှုပ်ချုံတာမဟုတ်ကျွန်တော်ခန္ဓာစိတ်ဝိညာဉ်၃ပါးပဲလှုပ်ချုံတာမဟုတ်ရောလောကမှာအသက်ရှင်တဲ့အခါမှာကျွန်တော်တို့ပိုင်ဆိုင်တဲ့အရာလဲလှုပ်ချုံတယ်ဘာဖြစ်လို့ဆိုဘုရားကကွယ်ကန်ကြီးဖြစ်တယ်ကျွန်တော်ပိုင်ဆိုင်တဲ့တာသမီလဲလှုပ်ချုံတယ်ကျွန်တော်ပိုင်ဆိုင်တဲ့တရိစ္ဆာလေးလဲလှုပ်ချုံတယ်ကျွန်တော်ပိုင်ဆိုင်တဲ့လုပ်ငန်းတွေလဲလှုပ်ချုံတယ်ကျွန်တော်ပိုင်ဆိုင်တဲ့အိုးအိမ်စစ်စီလဲလှုပ်ချုံတယ်ကျွန်တော်ပိုင်ဆိုင်တဲ့အရာမှတမျှလဲလှုပ်ချုံတယ်ဘာကြောက်လဲအကြောင်းကြီးကထာဝရဘုရားကိုခိုလိုခြင်းထာဝရဘုရားဘက်ကိုလက်ခြင်းမိမိရဲ့အယူအဆမိမိရဲ့အတ္တသိပ္ပပညာမိမိရဲ့အထေအဟုတ်မှန်တဲ့အရာကိုထင်တဲ့အရာကိုမှန်နဲ့ထင်ပြီးဘုရားဖြစ်ကဲသို့ကူးကွယ်တဲ့နေရာကနေနောက်တရပြီးထာဝရဘုရားကိုလက်ချီကလွဲရည်ကျွန်တော်တို့လုံခြုံမဲ့နေရာမှာကဘာမှမရှိဘူးဒါကြောင့်ကျမ်းစာကိုတေချာဖတ်ခြင်းမတက်24မှာနိုင်ငံအလိုက်နေရာအနက်ငါရဲ့ကဲတည်ခြင်းဣဗလီတရားဟောရလိမ့်မယ်တိုးပြီးမှအစိုးဖြစ်မယ်စစ်ပွဲဖြစ်မယ်မိငလေးဖြစ်မယ်ကာလနာများမယ်ဒီဟာလေးဖြစ်မယ်အချင်းချင်းမေတ္တာလေးခေါက်ပါလာမယ်အခုမတ်တ24မှာဖျားဖွင့်ပြတဲ့အရာပြောတာနော်အခုဖြစ်နေပြီဒါပေမဲ့အဲ့လာလေးကတော့ဒုက္ခရဲ့အစဖြစ်တယ်အဆုံးမရောက်သေးဘူးဒါမကြောက်နဲ့လို့ပြောတယ်ဒါပေမဲ့ထာဝရဘုရားကိုခုံလို့တဲ့လူကတော့စစ်ပွဲပါပဲပြီးနျူကလ িয়ার ထက်ကောင်းတဲ့လက်နက်ကြီးတွေနဲ့အသုံးပြုပြီးကဘာနိုင်ငံအနှံ့စစ်ပွဲဘလို့ပဲဖြစ်လှုပ်ချုံနေစိတ်စေလှုပ်ချုံနေကိုခန္ဓာစိတ်ဝိညာဉ်လည်းလှုပ်ချုံနေကိုယ့်ရဲ့ပိုင်ဆိုင်မှုမတမရနဲ့လှုပ်ချုံနေအကြောင်းကြီးကထာဝရဘုရားကဲတည်တော်မူကြီးကဲတည်ခြင်းတရားနဲ့တက်ဆိုင်တော့ဘုရားသခင်အတူအသက်နဲ့ပေးပြီးစီလို့ခဲ့တဲ့ကဲတည်ခြင်းမှာဣဝလီတရားကိုဟောပြောခြင်းနဲ့လက်ခံခြင်းကြောင့်လှုပ်ချုံတာဖြစ်တယ်ကြည့်လေကျွန်တော်လုပ်ခဲ့တဲ့2020 2023 2024တော့ရှော့ကျွန်တော်ဘုရားရဲ့ဖွင့်ပြခြင်းတွေကျွန်တော်ရရှိခဲ့တဲ့အရာကျွန်တော်ပြောလို့မကုန်သေးတဲ့အရာလေးကျွန်တော်အများကြီးပြောခဲ့တယ်တချို့အကြံသေးတယ်ပေါ့အခုမိငလေးလုံးမဲ့စစ်ပွဲလေးဖြစ်မဲ့ကာလနာလေးများမဲ့ကျမ်းစာမှာလည်းဖွင့်ပြတယ်လို့အပြင်မှာလည်းလက်တွေ့ဖွင့်ပြတယ်ကျမ်းစာမှာလည်းဖတ်ပြီးဖွင့်ပြတယ်လို့တိတယ်လို့အပြင်မှာလည်းလက်တွေ့ဘုရားကဖွင့်ပြတယ်ဒါကြောင့်ကျွန်တော်ဧဝလီတရားကိုပဲအဓိကထားပြီးဟောတယ်စားရည်လည်းဟောတယ်ဧဝလီတရားမှာဒုက္ခကြိုရည်လည်းဟောတယ်ဒုက္ခမကြိုရည်လည်းဟောတယ်တိုက်နေနေရတဲ့အခါလည်းဟောတယ်ကျွန်တော်တိုက်နေနေရတဲ့အိမ်လည်းရှိတယ်တိုက်လေလည်းနေခဲ့တယ်တိုက်အိမ်လည်းနေဘူးတယ်ဒါပေမဲ့အဲ့မှာပဲနေပြီးစိတ်မနေဘူးကျွန်တော်အဲ့မှာနေရလေဧဝလီတရားဟောတယ်အခုကျွန်တော်တောရွာထဲမှာဝါထရာလေးနဲ့
နေပြီးဝတ်ထရာလေးနဲ့ဖျားเจ้าလေးဝတ်ထရာလေးနဲ့လူစုပြီးလွားဝတ်ထရာလေးနဲ့ကျွန်တော်တို့အမူးမလို့သူများလို့တိုက်စစ်စစ်ချမ်းသာခြင်းမဟုတ်ပြီမဲ့လေကျွန်တော်တို့လှုပ်ချုံတယ်ဘာဖြစ်လဲအเจ้าကြီးကကျွန်တော်တို့ထာဝရဘုရားကိုကူစားနေထာဝရဘုရားခိုင်းနေဥပဒေတရားထဲမှာတော့နေကြားရတဲ့သူလည်းလှုပ်ချုံနေဟောပြောတဲ့သူလည်းလှုပ်ချုံနေပါဝေတဲ့သူလည်းလှုပ်ချုံနေဒါကိုအခုဒါကြောင့်ဟောရမယ်အဓိကဒီလိုတဘာဝဘေးအနေလေးကြုံတွေ့ရတဲ့အရာထာဝရဘုရားဟောတဲ့အရာဖြစ်တယ်ထာဝရဘုရားကမိငလေးနဲ့ဟောတယ်ယောဂဘေးနဲ့ဟောတယ်တတိပေးတယ်စစ်ပွဲနဲ့စကားပြောနေတယ်ဟောပြောနေတယ်နမ်တရဖို့မြန်မာနိုင်ငံကြီးလည်းနမ်တရဖို့ထာဝရဘုရားဟောတယ်မြန်မာနိုင်ငံဟာကဘာကူစေလို့မဲ့ဗုဒ္ဓသာသနာအမိမြတ်ဆုံးသူတို့ရဲ့အယူဆအမိမြတ်ဆုံးအဆွဲလန်းဆုံးသောနိုင်ငံဖြစ်တယ်ဒါကြောင့်အရေးကြီးတဲ့နေရာမှာထာဝရဘုရားဟောတယ်လူတိုင်းကယ်တင်ခြင်းရမယ်ဒီဘဝပြီးဆုံးသွားပြီးနံပါတ်1မှာလူတိုင်းငရေကနေလွတ်ရမယ်ဒီဘဝအမီလောက်နဲ့ပဲကျွန်တော်တို့တုတ်တက်အသက်ရှိခိုးလို့ကူးစားနေမယ်ဆိုရင်ကျွန်တော်တို့ရှုံသွားမယ်ကျွန်တော်တို့တတဲလို့ဆူဆောက်လာတဲ့ငွေတွေတမိနစ်နမိတွေနဲ့အားလို့ပြူပြက်စီးသွားရမယ်ကဘာမှာပျက်စီးသွားရမယ်မမြင်တဲ့အရာဖြစ်တယ်ဒီလောကနိစ္စတရားအာနိစ္စအားလို့ဟာမမြင်ဘူးဒီလောကယူပရအားလို့ကြည့်တဲ့အခါမှာစစ်စစ်ချမ်းသာလည်းမမြင်ဘူးယာတူးလည်းမမြင်ဘူးယာတူးဘလောက်ပဲကြီးကြီးမကြခင်မှာအမျိုးမျိုးဖြစ်သွားတာပဲနိုင်ငံလိုက်မမြင်ဘူးဥပဒေလည်းမမြင်ဘူးဘယ်အရာမှမမြင်ဘူးမြဲတဲ့နေရာမှာလုံခြုံတဲ့နေရာကထာဝရဘုရားဖက်ကိုလက်ချဖြစ်တယ်လူမျိုးတိုင်းကြားရပါစေလို့ဆုတောင်းပေးပါတယ်ကျွန်တော်ဆုတောင်းတာကတခြားမဟုတ်ဘူးကတိကြီးရပါစေသူတို့ရဲ့ဝိညာဉ်အပြည့်ငရေကလူမြောက်ကြီးကတိကြီးဝလိတရားကြားရပါစေလက်ခံနိုင်ပါစေကျွန်တော်ဆုတောင်းတယ်ဒုက္ခမရောက်ဘူးဆုတောင်းတာမျိုးမဟုတ်ဘူးမီငမလေးမလုပ်ဘူးဆုမတော်ဘူးစစ်ပွဲမဖြစ်ဘူးဆုမတော်ဘူးအစာရည်စာခေါပါတဲ့ယောဂါလေးမဖြစ်ဘူးဆုမတော်ဘူးကာလနာယောဂါလေးမဖြစ်ဘူးဆုမတော်ဘူးတောင်းလို့လည်းမရဘူးဒီရာကဘာဖြစ်လဲဆိုတော့မတ်တဲ24မှာနိုင်ငံတနိုင်ငံနဲ့တနိုင်ငံစစ်ပွဲဖြစ်မယ်လို့ပြောတယ်အခုတနိုင်ငံနဲ့တနိုင်ငံစစ်ပွဲဖြစ်ခဲ့တယ်ပထမကဘာစစ်ဒုတိယကဘာစစ်အခုတတိယကဘာစစ်ထက်ပြန်ရောက်လာနေပြီကျွန်တော်တို့ခိတ်ကအရာဖွဲ့ဖြူတုတ်တက်တဲ့ခိတ်ဖြစ်ပြီမဲ့လဲကျွန်တော်တို့ခိတ်ကအရာပြက်စီးလွယ်တဲ့ခိတ်ဖြစ်သွားပြီဖြန့်ကနစစ်ပွဲဖြစ်လာဖို့ဘယ်အခြေဘယ်နိုင်ဘယ်အရက်မှာဘယ်အခြေမှာဖြစ်မလဲတိကျမသိတော့ဖြစ်တော့မှာအဲ့ဒီလေလျာစွတ်တောင်းပေးလို့မရဘူးစစ်ပွဲမဖြစ်အောင်စွတ်တောင်းပေးမယ်တရုတ်နိုင်ငံစစ်ပွဲမဖြစ်အမေရိကစစ်ပွဲမဖြစ်အောင်ထိုင်ဝမ်စစ်ပွဲမဖြစ်အောင်ရုရှားအစ္စရေးဥရောပတိုက်အာဖရိကတိုက်မြန်မာနိုင်ငံကျွန်တော်အာရှတိုက်စစ်ပွဲမဖြစ်အောင်စွတ်တောင်းလို့ကောင်းကြီးပေးလို့မရဘူးဒါပေမဲ့လူတိုင်းကိုတော့ကျွန်တော်တို့စွတ်တောင်းပေးပြီးမှဘေးဥပါနိကနေလွတ်မြောက်ဖို့စွတ်တောင်းပေးလို့ရတယ်စစ်ပွဲကိုစွတ်တောင်းပြီးငင်းအောင်လုပ်လို့မရဘာကြောင့်ဖယားကမတဲ24မှာကြိုပြောထားပြီးပြီအမိတ်ချထားတာဖြစ်တယ်မိငလေးလည်းမလုပ်အောင်စွတ်တောင်းလို့မရဘူးစီးသားလို့မရဖယားဖွင့်ထားတဲ့အရာဖယားခွင့်ပြုတဲ့အရာဖြစ်တယ်ကာလနာလည်းစီးသားလို့မရဖယားခွင့်ပြုထားတဲ့အရာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့စွတ်တောင်းရမယ့်အရာကပါလေလူမျိုးတိုင်းကဲတိကြီးတတိစကားကြားရဖို့စွတ်တောင်းရမယ်လူမျိုးတိုင်းယေရှုခရစ်တော်လက်ခံရဖို့အပိငရေကလူပြောက်ဖို့စွတ်တောင်းပေးရမယ်အဲ့လာကျွန်တော်တို့စွတ်တောင်းရမယ်ကျွန်တော်စွတ်တောင်းရမယ့်အရာကအရေးကြီးဆိုတော့အရာကလူမျိုးတိုင်းဘေးဥပါဒုက္ခတဲ့ကနေထာဝရဘုရားကိုတည်ဖို့ထာဝရဘုရားဘက်ကိုလက်ဖို့ထာဝရဘုရားရဲ့ကယ်တင်ခြင်းတတိစကားကိုကြားရပြီးလက်ခံဖို့အလားဒီကစွတ်တောင်းရမယ်ကျွန်တော်စွတ်တောင်းခြင်းနေရာမှာဘုရားလည်းနားမထောင်ဘူးအိုးစစ်ပွဲငြိမ်းဖို့စွတ်တောင်းပေးလို့မရဘူးဟောဆိုတော့
မရောက်လို့မောင်းကိုကကိုတောက်လို့ကိုပဲညောင်းမှာဘာလို့ဆိုတော့မတဲ့24မှာတမချစာမှာဖះပြောထားပြီးပြီဖះလုခဲ့တဲ့နှစ်ပေါင်း2000ကလေးကနေဂတိပေးထားပြီးပြီစစ်ပွဲဖြစ်မယ်ငလေးဖြစ်မယ်ကလနာများမယ်အစာရစာခောက်ပါမယ်တရားလီဖြစ်လာမယ်ဒါဖះပြောပြီးပြီဒါစွတ်တောက်ပြီးတွားညင်းလို့မရတော့ဘူးဒါမဲ့ဒီပြဿနာဒီဒုက္ခတွေကနေပြီးလို့လူတိုင်းလွတ်ချရဖို့လူတိုင်းလုံခြုံဖို့လူတိုင်းဘေးကင်းဖို့စွတ်တောက်ပေးရမယ်တွားပြီးတတိကောပြောရမယ်အနိနာခါပြီးပြောရမယ်အပြစ်တေခါပြီးပြောရမယ်အထေလွဲခါပြီးပြောရမယ်အမုန်းခါပြီးပြောရမယ်အငတ်ခါပြီးပြောရမယ်မျက်နှာတာအရှုံးခါပြီးပြောရမယ်တချို့အေဝလီတရားဟောတယ်ဆိုတာပတ်စာချတာမှပြောမယ်နေရာကောင်းမှပြောမယ်စကေလန်းပေါက်မှပြောမယ်ကာလာပေါက်မှပြောမယ်စစ်ပွဲပြီးမှပြောမယ်ကာလနာပြီးမှပြောမယ်ငလီပြီးမှပြောမယ်ဒီလိုမျိုးပဲအကတ္တထားကြတယ်ထာဝရဘုရားကပြောပါလို့ပြောနေတယ်အကြေကြေလူတွေကိုစေလုတ်တယ်လူတွေကမတွားကြဘူးတဲ့ဘုရားကပြောတယ်မတွားဘူးသူတို့တွားခြင်းနဲ့ညမှာပဲတွားတယ်ကမ်းလာပေါက်တဲ့ညမှာတွားမယ်စကေလာမပေါက်မတွားကမ်းလာမပေါက်လည်းမတွားနိုင်ငံကြီးမကောက်မတွားစစ်ပွဲမကောက်ဘာလဲမင်းကလေးမငေတရွေးမတွားဘူးဒုက္ခရှိနေတွေ့ပြဿနာရှိနေတွေ့မတွားဘူးဘုရားတခင်ရဲ့အလိုတော်ကိုစัจကျင်တဲ့လူတွေဖြစ်တယ်ဒါလေးကတွားရမယ်ပြောရမယ်every တရားဟောရမယ်အဲ့ဒီညမှာပဲလုံခြုံတာဖြစ်တယ်ဒါကြောင့်လူမျိုးတိုင်းလုံခြုံမဲ့နေရာကထာဝရဘုရားရဲ့အမျက်သောတာလွဲရှောင်ထာဝရဘုရားအမျက်သောတာထဲကနေလွဲရှောင်ပြီးလွတ်မြောက်မဲ့နေရာကအိဗကလေးတရားဖြစ်တယ်ဒါကြောင့်အိဗကလေးတရားကိုလက်မခတ်တဲ့၍လို့မလုံခြုံဘူးဘယ်နိုင်ငံမှမလုံခြုံဘူးဘယ်စစ်စစ်ချမ်းသာရှိတဲ့သူမှမလုံခြုံဘယ်အဖွဲ့အစည်းထဲမှမလုံခြုံလုံခြုံမဲ့နေရာကအိဝလီတရားတတိနုကပတ်တော်ထာဝရဘုရားရဲ့ကဲတိจิตတတိစကားဒီရာကိုလက်ခံနေဆိုလုံခြုံနေဒီဘဝလည်းလုံခြုံနေနံဘဝလည်းလုံခြုံနေကျွန်တော်တို့ပိုင်ဆိုင်တဲ့ဒီဘဝအသက်ရှင်ခြင်းနဲ့ဆိုင်တဲ့တာသမီမှလည်းလုံခြုံနေစစ်စီလည်းလုံခြုံနေတဲရမစို့အကုန်လုံးလုံခြုံနေထာဝရဘုရားဖဲ့၌လက်၍ခိုလို့တော်သူလုံခြုံနေဒီအရာထဲမှာမတွဲသွေးလို့စစ်စိတ်ထဲမှာလည်းမလုံခြုံချမ်းသာကြီးလည်းမလုံခြုံငွေကြီးချမ်းသာကြီးလည်းမလုံခြုံယာတူးလည်းမလုံခြုံနိုင်ငံလည်းမလုံခြုံဥပဒေလည်းမလုံခြုံဘယ်နေရာကမှလုံခြုံတဲ့နေရာမှာကဘာမှမရှိဘူးလုံခြုံမဲ့နေရာကထာဝရဘုရားဖွင့်ပြတော်မူခြင်းရှိတဲ့ကဲတင်ကြီးအေဝလီတရားကိုလက်ခံခြင်းထဲမှာပဲလုံခြုံတယ်အေဝလီတရားကိုအမိမျက်ဆုံးနေရာမှာထားပါအေဝလီတရားမဟာစီခိုက်ချက်နေရာမှာအဓိကထားပါကိုလှုပ်ဆရာရှိတာလေးလှုပ်ပါပြောဆရာရှိတာလေးပြောပါဟောဆရာရှိတာလေးဟောပါပေးဆရာရှိတာလေးပေးပါကျွေးဆရာရှိတာလေးကျွေးပါတွားဆရာရှိတာလေးတွားပါဒါဆိုရင်တင်းနဲ့တင်းရဲ့တာသမီမိသားစုလူအေဝလီတရားအဖြစ်လုံခြုံမှုရရှိလိမ့်မယ်လက်ခံတဲ့လူတွေဒီအေဝလီတရားကိုလက်ခံမယ်ဆိုရင်လုံခြုံတယ်တကယ်အမတကယ်လက်ခံနေဆိုရင်လုံခြုံတယ်ဒီဘဝလုံခြုံတယ်နံဘဝလည်းလုံခြုံတယ်အခုဖြစ်ပြက်သမျှကဘာမှာဖြစ်ပြက်သမျှအာတိကအကြောင်းအရာအားလို့ရဲ့အချုပ်ချံကထာဝရဘုရားအေဝလီတရားကိုကြားရဖို့လက်ခံဖို့ကိုအဓိကထာဝရဘုရားအလိုတော်ရှိတာဖြစ်တယ်ဒါကြောင့်မိတ်ဆွေအားလို့ပြောပြခြင်းတယ်နေရာအနက်ကဘာအနက်လုံခြုံရှိတဲ့နေရာကထာဝရဘုရားတတိတော်လွတ်တဲ့နေရာတတိတော်ရှိတဲ့နေရာမှာဘုရားတခင်ရှိတဲ့နေရာဘုရားတခင်မျက်မှောက်တော်ရှိတဲ့နေရာမှာလုံခြုံတယ်လို့ပြောပြချင်တာဖြစ်တယ်ဒါကမတန်24အားဖြင့်ဘုရားတခင်ဖွင့်ပြတဲ့အရာနဲ့ဖြစ်ပြတဲ့အကြောင်းတရားနဲ့ဘုရားကဖွင့်ပြခဲ့မှုတော့အရာအားဖြင့်ကျွန်တော်မျက်ဝေသက်သေခံတာဖြစ်တယ်ကျေးဇူးတင်နေအရောက်တိုင်းဘုရားကောင်းချီးပေးပါစေ